မဲဆုံခါအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဆိုင်ပါဒီနေ့တော့မွန်ညင်းကိုပေါင်းစားရတာတော့သိပေမဲ့လော်စားရတာတော့မသိသေးတဲ့သူတွေအတွက်မွန်ညင်းလော်လုံးကြီးလေးကိုလာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာအရင်ဆုံးဈေးရဲဝယ်လာတဲ့မွန်ညင်းဘူးလေးတွေကိုရေသေးချပြအောင်စီအောင်ဆေးထားပါမယ်ခင်ဗျာပြီးရင်တော့ရေသေးချဆေးထားတဲ့မွန်ညင်းတွေကိုလုံးကျက်လေးချက်ဖို့အတွက်အစာအချိုမုံဆနုံးတို့လိုလောက်ထည့်ပေးရပါမယ်ခင်ဗျာဒီနေရာမှာလေတော်တော်များများတော့စီတက်ပြီးတော့မှချက်ကြမယ်ထင်တယ်ခင်ဗျာကျွန်တော်ကတော့လေစီတက်ပြီးချက်တာအောင်မှဆက်လို့ဒီတိုင်းလုံးကျက်လေးပဲချက်လိုက်တာပါခင်ဗျာဒီနေရာမှာကျွန်တော်လိုမျိုးလုံးကျက်မချက်ဘူးဆိုလို့ရှိရင်လည်းချက်သွန်ကြီးကိုစီတက်ပြီးတော့မှလည်းချက်လို့ရပါတယ်ခင်ဗျာပြီးရင်တော့မွန်ကြီးလေးနွမ်းလာအောင်လို့စီပေါ်မှာခဏလင်ပြီးတော့မှရေလေးထည့်ပြီးတော့မှဖုံးလေးအုပ်ထားလိုက်ပါမယ်ခင်ဗျာဒါကလေဘာနဲ့တူလဲဆိုလို့ရှိရင်တကယ်တမ်းကျတော့မွန်ကြီးချက်အတိုင်းပါပဲခင်ဗျာကျွန်တော်တို့ရှမ်းပြည်နယ်မှာတော့မွန်ကြီးလိုတော်တော်များတော့စားကြပေမဲ့ဘာမှပြင်မာတော့မုံညင်းလို့မသိကြဘူးပေါ့နော်စားလည်းမစားဘူးကြပါဘူးခင်ဗျာအဲ့ဒါကြောင့်မို့လို့လက်ကိုရိုးရှင်းပြီးတော့မှစားလို့မင်းနဲ့ဟင်းတစ်ခွဲဖြစ်တဲ့ကျွန်တော်တို့ရဲ့ရှမ်းရွာစားတစ်ခုဖြစ်တဲ့ဟင်းလော်လေးကိုဗမာပြည်ကလူတွေလည်းလိုက်ပြီးတော့မှလှူစားကြည့်ကြပါလို့အကြံပြုချင်ပါတယ်ခင်ဗျာအခုလိုမုံညင်းလေးတွေဣလာပြီဆိုလို့ရှိရင်တော့မုံညင်းလော်ရဲ့အသက်ဖြစ်တဲ့ဆမ်မွန်လေးကိုထည့်ပါမယ်ခင်ဗျာကျွန်တော်ကတော့နေဝေးရောက်နေရမို့လို့ကိုယ်တိုင်ထောင်းထားတဲ့ဆန်မုံမရှိလို့မို့လို့ရွှေညောင်ပင်ဆန်စည်းမုံကိုပဲတုံးလိုက်ပါတယ်ခင်ဗျာဆန်စည်းမုံထည့်တဲ့နေရာမှာလည်းကိုစားခြင်းနဲ့အနည်းအပြည့်အကျဲကိုမုံညင်းပေါ်မူတည်ပြီးတော့မှလည်းလိုက်ပြီးတော့မှထည့်ပေးရပါတယ်ခင်ဗျာပြီးရင်တော့ဆန်စည်းမုံကိုရင်းနဲ့တခြားဖြော်ပြီးတော့မှခဏကချက်ထားတဲ့မုံညင်းလေးကိုတွားပြီးတော့မှထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာလေကိုချက်ထားတဲ့မုံညင်းကရေခန်းကန်နေပြီဆိုလို့ရှိရင်တော့ဆမ်မုံကိုရေကျဲလေးဖြော်ပြီးတော့မှကိုချက်ထားတဲ့မုံညင်းကရေကျဲနေသေးတယ်ဆိုလို့ရှိရင်ရေများနေသေးတယ်ဆိုလို့ရှိရင်တော့ဆမ်မုံကိုပြစ်ပြစ်လေးဖြော်ပြီးတော့မှထည့်ပေးရပါတယ်ခင်ဗျာပြီးရင်တော့ခဏလောင်းထည့်ထားတဲ့မုံနေရင်းနဲ့ကျွန်တော်တို့ချက်ထားတဲ့မုံညင်းတွေကိုတသားလေးဖြစ်သွားအောင်ပြစ်လာတဲ့အထိမွေးပေးရပါမယ်ခင်ဗျာဒီဗီဒီယိုလေးကကျွန်တော်ရဲ့ပထမအဆုံးဗီဒီယိုလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့စကားမပြီးခဲ့တာအမားပါခဲ့တာဝဲခဲ့ရရှိလို့ရှင်လည်းတောင်းပန်ပါတယ်ခင်ဗျာ။မွန်ညင်းတော်လေးကကျွန်တော်တို့ရှမ်းပြည်လူတွေကတော့နေ့စဉ်နဲ့များချက်စားကြတယ်စားဖို့ကြတယ်ဆိုပေမဲ့မစားဖို့ကြသေးတဲ့ဗမာပြည်လူတွေကိုရေးပြီးတော့မှချက်တာချင်းဖြစ်ပါတယ်ခင်ဗျာ။ပြီးရင်တော့အနည်းကြပြီးတော့မှစီပြန်လာပြီဆိုလို့ရှင်တော့ရပါပြီခင်ဗျာ။ကျွန်တော်တို့ရဲ့ရှမ်းစားတစ်ခုဖြစ်တဲ့မွန်ညင်းလော်ဟာဆိုလို့ရှိရင်တမန်ပူလေးနဲ့တွဲစားရဆိုလို့ရှိရင်အရန်ကိုစားလို့ကောင်းတဲ့ဟင်းတစ်ခွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့လိုက်ပြီးတော့မှချက်စားကြည့်ကြပါလို့ကြံပြုချင်ပါတယ်ခင်ဗျာ။